Hello, all of my Mingalaba, Baban blog on Abia Piano so like Barelo. Welcome back to my Baban blog channel. Okay, today vlog is the blog Arabona, coffees and lima general steady little over my pibare. Snow Louis Navy, Louis Navy. Okay, cool laws and Masolini or not mess out me boy gas in Kanakana me by. Okay, lost original the secret garden new Jutabari. Jean tasted be eaten. လုံးဝ cafe shop လေးဖြစ်ပါတယ်ပေါ့နော်။မဲဆောက်မှာရှိနေတဲ့သူတွေအတွက်လုံးဝ recommend ပေးချင်တဲ့နေရာလေးလည်းဟုတ်ပါတယ်။နေရာမျိုးစုံရှိပြီးတော့လုံးဝအေးချမ်းတဲ့ငါးလေးတွေလည်းရှိမယ်။အဲ့ဒါပြီးတော့မှတဘာဝအတိုင်းကိုပြုလုပ်ထားတဲ့ cafe shop လေးဖြစ်ပါတယ်။ဒါတော့အရင်ဆုံးကျွန်တော်နေရာရှာရဲပေါ့နော်။နေရာရှာရင်နဲ့ဒီနှစ်ယောက်ထိုင်မှုမလောက်မှန်းသိတဲ့အတွက်ကြောင့်ဒီဘက်ခုံလေးရွေးလိုက်ပါတယ်။မုတ်တီမာတယ် coffee မာတယ်အဲ့ဒါပြင်မှဒါတဘာဝလေးနဲ့လည်းမိတ်ဆက်ပေးမှဖြစ်ပါတယ်။လုံးဝအရင်လှပါတယ်။ Hello ဆိုတော့ကျွန်တော်စာမဟုတ်တဲ့ဒီចောင်းသားတွေရဲ့စာလေးတွေကိုအရင်လုပ်ပေးနေရပါတယ်။ Okay ကျွန်တော်ရဲ့ study ကတော့အများအပြားပေါ့နော်။ vocab တွေကိုအရင်ချရေးတယ်အဲ့ဒါပြီးတော့မှကျွန်တော်ကnote လေးတွေထုတ်တယ်။ကိုတင်မဲ့သင်ခန်းကိုလုံးမဲ့သင်ခန်းစာရဲ့ note တွေကိုထုတ်တာကစာလုပ်ဖို့အတွက်အကောင်းဆုံးအရာလို့ပဲကျွန်တော်ပြောချင်ပါတယ်။အဲ့ဒါပြင်မှာလိုအပ်တဲ့ main idea နဲ့အဓိကအချက်တွေကိုချရေးမယ်ဆိုလို့ရှိရင်စာလို့လည်းကိုမှတ်မိစေတယ်လို့ပေါ့နော်။ brain လည်းကလည်းဒီတစ်ခုဆိုတစ်ခုကိုမှတ်မိနေတာပေါ့ကြက်တာမျိုးမဟုတ်ပဲနဲ့မှတ်တာမျိုးလုပ်တာပို့ပြီးတော့ကောင်းပါတယ်လုံးဝ agent တိတ်ဆိတ်တာမျိုးလည်းရှိတယ်အဲ့ဒါပြင်ကမှစာလို့လည်းကောင်းတယ်လုံးလို့လည်းကောင်းတယ်တဘာဝငွေသက်နဲ့ရင်းငွေလေးတွေပါဖြန်းမိရတွေ့တဲ့အတွက်ဒီ The Secret Garden လေးကိုတော့ကျွန်တော်လုံးဝ recommend ပေးချင်ပါတယ်ပဲနေဆောင်မှာရှိတဲ့သူတွေတစ်ခေါက်ပြပြနှစ်ခေါက်ပြပြပေါ့နော်သွားတင်းတဲ့နေရာလေးပဲဖြစ်ပါတယ်အရင် agent ပါတယ်ခုဆိုရင်တော့ကျွန်တော်ရဲ့အလုပ်လေးတွေပြီးသွားပြီဖြစ်တဲ့အတွက်အိမ်ပြန်နေရဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်ပါ